ခွေးပုမင်းအောင်လန်ရဲ့မိခင်ကဒီတစ်ခေါက်ပွဲတော်မှာမင်းမိမကိုအိမ်ခေါ်လာခဲ့ပါဦးလို့သူ့သားကိုပြောပါတယ်ဒါကိုကြားတော့ခွေးပုရဲ့ဇနီးကအယမ်းဝမ်းသာသွားပေမဲ့ခွေးပုကတော့လန့်သွားပါတယ်သူ့မိမကူထဲမှာဘလို့နေမလဲဆိုတာသူကစိတ်ပူနေတာပါသူသားပင့်ကူတကောင်လောက်မြင်လိုက်ရင်အွန်လိုင်းမဲ့ဖြစ်ချင်းအစင်တင်စားစရာလည်းမရှိပန်းကန်ခွဲရောက်တန်တန်ရှင်းရှင်းလည်းမရှိအိယာကလည်းတက်တောင့်တက်တာမရှိဘူးဆိုပြီးတွေးရင်ခွေးပုဟာကြောက်နေမိပါတယ်ဒါပေမဲ့ကျူကျူလာကိုခေါ်မသွားရင်လည်းသူ့အမေငိုတော့မှမို့ခဏလောက်စဉ်းစားပြီးတဲ့နောက်အမေဖြစ်သူစိတ်ချမ်းသာအောင်ကျူကျူကိုမိဘတွေအိမ်စီခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ခွေးပုရဲ့မိခင်ကသူတို့နှစ်ယောက်ကိုလိုက်လဲကြိုဆိုရတယ်ပြီးတော့ကျူကျူလာကိုဆိုဖာပေါ်မှာထိုင်ဖို့ပြောလိုက်တယ်ချွေးမဖြစ်သူထိုင်လိုက်တာနဲ့တပြိုင်နက်ဆိုဖာကသူ့ကိုနှိမ့်နေပေးပါတော့တယ်ဆိုဖာကအရန်ကိုတက်တောင့်တက်တာရှိလုံးလို့ကျူကျူလာအရန်ပျော်သွားပါတယ်အဲ့ဒီအချိန်မှာပဲပင့်ကူနဲ့တူတဲ့အရာတစ်ခုကိုသူမှလမ်းမြင်လိုက်ပြီးအကျယ်ကြီးអော်လိုက်ပါတော့တယ်ရောက်ခါမှဖြစ်သူကရဲပြီးတမီးရဲ့ဒါကကိတ်မုံဘူးပါလို့ပြောပါတယ်သူမကသူတို့နှစ်ယောက်အတွက်ကိတ်မုံလုပ်ထားတာပါချွေးမကိုကိတ်မုံတစ်ဖက်ကျွေးလိုက်တဲ့အခါအရတာကအရန်ကောင်းနေပါတယ်ခဏနေတော့ခွေးပုမေကသူတို့အတွက်အသားဟင်းတွေချက်ပေးပါတယ်မိသားစုတစ်ခုလုံးအတူတူထိုင်စားကြရင်ဇနီးတီဟာကူတဲကခွေးဘဝကိုတဖြည်းဖြည်းသဘောကျလာပါတယ်သူမပန်းကန်ဆေးဖို့ပြင်တဲ့အခါရောက်ခါမှကစိတ်မပူပါနဲ့တမီးရဲ့တို့စီမှာအလိုလျောက်ပန်းကန်ဆေးဆက်ရှိတယ်သူ့ဘာသာသူအကုန်ဆေးပေးလိုက်မယ်လို့ပြောပါတယ်ဒီလောက်ခင်မီတဲ့ကူကြီးကိုကြည့်ပြီးဇနီးတီမှာအန်သားလို့မဆုံးပါဘူးအဲ့ဒီနောက်သူတို့အိတ်ဖို့ပြင်ကြပါတယ်အဲ့ရာကိုမမြင်ရတာကြောင့်သူတို့နှစ်ယောက်စိတ်ပူသွားကြပေမဲ့အဲ့ဒီအချိန်မှာပဲရောက်ခါမှကြီးရောက်လာပြီးခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါနယံထဲကနေလှပတဲ့ကုတင်ကြီးထွက်လာပါတယ်ဒါကိုမြင်တော့သူတို့နှစ်ယောက်လုံးအယမ်းပျော်သွားပြီးဒါကူလားဒါမှမဟုတ်ငါးကျယ်ပွင့်ဟိုတယ်လားလို့အောင်တွေးမိကြပါတယ်ကျူကျူလာအိပ်ပျော်သွားတဲ့အခါခွေးပုဟာသူ့ဖေစီသွားပြီးအခုလိုမေတ္တာနဲ့ဂယူးဆိုင်ပေးတဲ့အတွက်လိုက်လဲကျေးဇူးတင်စကားပြောလိုက်ပြီးကုတင်ပေါ်မစင်းကျင်တော့ပါဘူး